ပြေပလာတာစားခြင်းလိုက်တာပြေပလာတာစားရဖို့အတွက်ပြေထိသွားဖို့မလိုတော့ဘူးနော်ရိုးမစားတောက်ကုန်လုပ်ငန်းကထုတ်လုပ်ဖြန့်ချိထားတဲ့စီတက်နှစ်ဘူးရှိနေပြီစစ်သားအာလူကိုတသေးတုံးပြီးတော့စီတက်အနှစ်နဲ့လုံထားမယ်ပဲမုံကိုကြည်အောင်ဖြိုထားမယ်ရေ2လီတာကိုဖွက်ဆူအောင်ထည့်ပြီးတော့ဖြော်ထားတဲ့ပဲမုံအရေကိုထည့်မယ်ဖြည်းဖြည်းချင်းမှွေပေးမယ်ပဲရေပွက်လာရင်တော့စီတက်ထားတဲ့စစ်သားအာလူကိုထည့်လိုက်ပါမယ်စစ်သားအာလူလူးပြီဆိုရင်အသင့်ပါလာတဲ့မဆလာလေးအုပ်လိုက်ပါနော်ပြေပလာတာကိုအီဂျာကွေးနံပြားစမှုစာပလာတာဘတ်တွေနဲ့တွဲဖက်စားသုံးလို့ရပါတယ်။စစ်သွန်လေးပပလေးမယုတ်သေးစိမ့်ပပလေးညှပ်ပြီးတော့အချင်းကြိုက်တတ်ရင်တံမြာရည်လေးညှပ်ပြီးတော့စားသုံးပါ။ပြေမျိုးရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ပြေပလာတာကိုမိမိအိမ်မှာပဲအချိန်မီချက်ပြုတ်စားသုံးနိုင်ပါပြီရှင်။လက်ကားပြန်လဲရောင်းချလိုတဲ့ကိုယ်စားလှယ်များကိုလည်းဖိတ်ခေါ်ပါတယ်နော်။